ဟုတ်ကဲ့အားလုံးထိလာစွာသောမြန်မာများခင်ဗျာကျွန်တော်လည်းဗျာထောင်ကနေထွက်လာတဲ့အပြင်ရောက်မှာပဲเนาะမဟုတ်တာတွေเนาะပြောနေကြဆိုနေကြတာတွေအမျိုးမျိုးကြားနေရတယ်ဗျာเนาะထောင်ထဲမှာဆိုဘာမှမကြားရအောင်ထောင်ထဲမှာဖုံးလဲသုံးခွင့်မရှိဘူးသတင်းစာပဲဖတ်ရတယ်ဘာမှတခြားအကြောင်းတွေမသိရအောင်เนาะသတင်းစာပြောတာပဲသိရအခုလည်းဟာလာဘူးလက်ဥဒရွှေကြီးနဲ့ဟိုကိုကျော်စိုးဦးနဲ့နော်မဟုတ်တာတွေပြောနေကြပြန်တယ်။ဘာလို့လဲကျွန်တော်တို့ကဒါတွေဘာရောက်ပြန်ခြေပနေရလဲဆိုရင်သူတို့ပြောတာတွေကကျွန်တော်တို့နိုင်ငံရဲ့ဟာလာတယောက်နဲ့တယောက်အမျိုးသားပြည်လေသင့်မြတ်ကြီးပေါ့နော်အမျိုးသားပြန်လေသင့်မြတ်ကြီးအဲ့ဒါကိုထိခိုက်တယ်ဗျမဟုတ်တာတွေပြောတော့ဟုတ်လားလူတွေကတယောက်နဲ့တယောက်အဆင်မပြေကြတော့ဘူးပေါ့ဗျာနော်အားလုံးပြည်လေသင့်မြတ်ကြီးမရနိုင်ဘူးပြည်လေသင့်မြတ်ကြီးမရှိရင်ငြိမ်းချမ်းရေးမရနိုင်ဘူးအခုလည်းဘူးလက်ကြီးကဘာပြောလဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်ဟာတဲ့သူကတော့ဒေါ်စုကြည်လို့ပြောတာပေါ့နော်အဲဒေါ်အောင်ဆန်းစုကြည်ဟာတဲ့သူဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့နော်အချိန်အဝါသာမရှိရင်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးသာမဟုတ်ရင်ဒေါ်အောင်ဆန်းစုကြည်ဟာရဲ့အရေးချင်းက0ပဲတဲ့ဒေါ်အောင်ဆန်းစုကြည်ကဘာအရေးချင်းမှမရှိဘူးတဲ့သူ့အရေးချင်းက0ပဲတဲ့နော်အဲ့တော့ဘူးလက်ဥဒရွှေကျွန်တော်ပြောမယ်ဗျာနော်ကျွန်တော်ကနော်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲနိုင်ငံဟွမ်းလုပ်တယ်2013 2014အဲ့ဒီချိန်ကာလတွေအဲ့တော့သူဟောပြောပွဲတိုင်းကျွန်တော်ရောက်တယ်တပွဲမှမပြတ်ဘူးတပွဲမှမပြတ်သွားဘူးနိုင်ငံဟွမ်းသူဘယ်နေရာသွားကျွန်တော်လိုက်တယ်နော်ဘယ်လိုပြောမစို့ဟိုပွဲနာမည်ကြီးပွဲစင်းနာဟိုပွဲနောက်ကိုလိုက်နေတဲ့ဈေးတယ်လို့ပဲကျွန်တော်ကနော်ဒီပွဲတချို့နာမည်ကြီးပွဲတွေရှိတယ်အဲ့ပွဲတွေကနိုင်ငံဝမ်းတိုက်ပြပွဲစည်းတယ်တွေကအဲ့ဒီပွဲနောက်ကိုလိုက်တယ်ကျွန်တော်လည်းအဲ့ဒါလိုပဲနော်အမဆုရဲ့ပွဲတိုင်းကိုကျွန်တော်အနောက်ကလိုက်ပြီးတော့ကျွန်တော်စတွေဖြန့်တာနော်ဈေးရောက်တာတော့မဟုတ်ဘူးနော်ကျွန်တော်စတွေဖြန့်တာကျွန်တော်ငိမ့်ညအိတ်လက်ကန်စာတွေဖြန့်ဘာလို့ဆိုတော့ဒီမှာလူတွေလာစုကြတာဟုတ်စာဖြန့်ကလွယ်တာပေါ့ဗျာဟိုတော့ကကျွန်တော်က line လည်းမသုံးသေးဘူးနော်စာဖြန့်ကလွယ်တယ်အဲ့တော့ तू ဟောပြောပွဲမလုပ်ခင်လူတွေလာကြရင်ကျွန်တော်စာတွေဖြန့်နော်ဟောပြောပွဲလုပ်ရင်ကျွန်တော်အမဆုဟောပြောပွဲကိုသွားနားထောင်စကားပြောအလွန်ကောင်းတယ်ဗျာစကားပြောတဲ့ရချင်းမျက်နှာပေးပြောလူတွေစိတ်ဝင်စားအောင်နော်တခါလူတွေမပြင်းအောင်ခါသားလေးတွေနှောပြောဟာကျွန်တော်အဲ့ဒီမှာခါလေးနစ်မျောနေတာအမဆုဟောပြောပွဲကျွန်တော်နစ်မျောနေတာနော်နောက်ပြောတာတွေကလည်းဘုသူတ္တရစရာတွေပေါ့ဗျာအဲ့လည်းအများကြီးပါနော်အများကြီးပါအဲ့ဒါလို့ဟောပြောနိုင်တဲ့အရေးချင်းကနဲသလားဗျာနော်အဲ့လိုဟောပြောနိုင်တဲ့အရေးချင်းနော်ခင်ဗျားတို့ပြည်ခိုင်ဖြိုးပါတီနော်လူကြီးတွေမှာရှိသလားခင်ဗျားတို့ပြည်ခိုင်ဖြိုးပါတီလူကြီးတွေတခြားနေရာမှာတော်ခြင်းတော်မယ်ဗျာเนาะတိုင်းပြည်အုပ်ချုပ်တာတို့ဘာညာခင်ဗျားတို့အတွေ့အကြုံရှိမယ်ခင်ဗျားတို့မှာစစ်ရေးအတွေ့အကြုံဟုတ်လားနိုင်ငံရေးအတွေ့အကြုံစီးပွားရေးအတွေ့အကြုံဒါတွေရှိကောင်းရှိမယ်ခင်ဗျားတို့မတော်ဘူးလို့ကျွန်တော်မပြောဘူးဒါပေမဲ့အဲ့ဒီဒေါ်အောင်ဆန်းစုကြည်လို့เนาะပြည်သူကိုစီးရုံးဟောပြောနိုင်တဲ့စီးရုံးရေးကောင်းတဲ့เนาะနိုင်ငံရေးသမားမျိုးခင်ဗျားတို့မှာရှိသလားအဲ့ဒါပြည်ခိုင်ဖြိုးပါတီရဲ့အဓိကအားနည်းချက်ကအဲ့ဒါပဲဒေါ်အောင်ဆန်းစုကြည်လို့စီယုံနိုင်မှုအားခင်ဗျားတို့မှာမရှိဘူးစီယုံဟောပြောနိုင်တဲ့ခင်ဗျားတို့ပါတီမှာမရှိဘူးเนาะဟုတ်တော့လားခင်ဗျားတို့တော်ကြပါတယ်မတော်ဘူးကျွန်တော်မပြောဘူးခင်ဗျားတို့မှာနိုင်ငံရေးမြင့်စီးပွားရေးမြင့်ပါညာရှိမယ်ပေါ့ဗျာခင်ဗျားတို့လူကြီးတွေမှာเนาะအဲ့တော့ဒေါ်အောင်ဆန်းစုကြည်လို့ဒီလိုဟောပြောစီယုံနိုင်တဲ့အရေးချင်းမျိုးခင်ဗျာမြန်မာပြည်မှာသူအတော်ဆုံးခင်ဗျာကဘာမှာတော့သူ့လောက်လူမျိုးเนาะခင်ဗျာနော်ဒေါ်နယ်ထရန့်တို့ဂျိုးဘိုင်ဒန်တို့တော့သူ့တော့ဟောပြောမကောင်းဘူးအမဆုတော့ဟောပြောမကောင်းဘူးခင်ဗျာသဘောပေါက်လားနော်ခင်ဗျာသဘောပေါက်လားတကယ်ကိုကဘာမှာရှာတဲ့နော်တကယ်နိုင်ငံရေးအမျိုးသမီးကြီးဗျခင်ဗျာအရေးချင်းခင်ဗျာအဲ့ဒါအရေးချင်းမရှိဆိုခင်ဗျာမှားနေတယ်ဘူးလို့ဒါစီအဲ့လိုမပြောနဲ့အဲ့လိုပြောရင်ပြည်သူတွေကမခံနိုင်စိတ်ကိုကွဲကြတယ်နော်ဒေါ်ဆန်းစုကြည်အရေးချင်း0ပဲခင်ဗျာမပြောပါနဲ့နော်အေးပြန်ပြင်လိုက်ဘူးလက်ကြီးဗျာခင်ဗျာတကယ်ပေါက်တက်ခရပြောရလူပေါက်တက်ခရသမျှချွတ်နေခင်ဗျာပြောရလူနောက်ကိုကျော်စိုးဦးကလည်းဗာပြောဆို
ပြည်သူတွေကတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုမေ့သွားပြီတဲ့ဟာအခုကသူပြောသွားတယ်ပြည်သူတွေကဒေါ်အောင်ဆန်းစုကြည်ကိုမေ့သွားပြီတဲ့အော်ကိုကျော်စိုးရဲ့ခင်ဗျားလည်းလေဘာလဲပြောတော့ပြောမှမသိဘူးအဲ့တော့တလောကပဲဒေါ်အောင်ဆန်းစုကြည်ကျမ်းမာရေးလေးပါကြမကောင်းဆိုတာနဲ့ခင်ဗျားပြည်သူတွေကတခါလိုင်းပေါ်မှာအကုန်လုံးအုံချွတ်ဖြစ်ကုန်လာလေနော်ခင်ဗျားလည်းတွေ့မှာပဲဘယ်လိုလုပ်မေ့မှာလဲနော်ဘယ်လိုလုပ်မေ့မှာပဲနော်ဘာကြောင့်မမေ့လဲခင်ဗျားသိတာဟမ်ကျွန်တော်ခင်ဗျားမြင်တာကိုကျွန်တော်ပြောပြမယ်နော်ခင်ဗျားအမေကိုဟုတ်လားခင်ဗျားကိုမွေးရတဲ့ခင်ဗျားအမေပေါ့နော်ခုခင်ဗျားအလုပ်တွေများနေတော့တခါကျနေ့တိုင်းတတိယကျင်မှရမှာနော်တိတ်မေ့တဲ့အခါမေ့နေမှာနော်ခင်ဗျားအမေကိုအလုပ်များနေဒါပေမဲ့ခင်ဗျားအမေကအကြောင်းတစ်ခုခုကြောင့်အကျဉ်းတောင်ထဲမှာအကျဉ်းချခံရရင်ခင်ဗျားအမေအကျဉ်းတောင်ထဲရောက်သွားရင်ခင်ဗျားနေ့တိုင်းတတိယလိမ့်မယ်နော်နေ့တိုင်းတတိယလိမ့်မယ်ငါအမေကျမ်းမာကြီးမှကောင်းရလားငါအမေအစားအသောက်များအဆင်ပြေရလားငါအမေအနေထိုင်အဆင်ပြေရလားနော်တတိယမယ်နောက်ပြီးတော့ခင်ဗျားနဲ့ခင်ဗျားအမေနဲ့ထောင်မကြခင်ကတွေးခဲ့တဲ့ဟာလေးတွေခင်ဗျားပြန်တွေးမိမယ်ခင်ဗျားဝန်းနေတဲ့အခါဝန်းနေမယ်နော်ခင်ဗျားအမေကိုတွေးချင်တိုင်းလည်းမတွေးရဘူးနော်အဆက်အသွယ်တွေဖြတ်တယ်ဟုတ်လားဘာမှထောင်နဲ့အပြင်နဲ့ဆိုတာအဆက်အသွယ်တွေပြတ်နေတယ်အဲ့ခါကျခင်ဗျားအမေကိုခင်ဗျားနေ့တိုင်းတတိယလိမ့်ခင်ဗျားအမေထောင်ကြသွားရင်အဲ့ဆိုခင်ဗျားသဘောပေါက်လားအေးအခုလည်းဒီလိုပဲเนาะအမစုကိုเนาะသူတို့အမေလိုသဘောထားတဲ့မြန်မာပြည်သူတွေရှိတယ်เนาะအဲ့ဒါသူတို့အမေထောင်ကြသလိုဟာသူတို့အမေအထဲထဲမှာရောက်သူတို့မမေ့ဘူးเนาะသူတို့အမေနဲ့သူတို့အရင်တော့ထောင်မကြခင်အပြင်မှာဆုံတွေးခဲ့ကြတာတွေအဲ့ဒီတရားသူတို့အမေဟောပြောပွဲတွေမှာတွေးခဲ့ကြတာတွေမဲဆက်အဲ့ဒါတွေသူတို့ပြန်သတိရတယ်ပြန်ပြီးတော့သူတို့အမျိုးတန်းတာတယ်ထောင်ထဲရောက်နေပိုသတိရတယ်မမေ့ဘူးနော်မတော်လို့များခမ ्या အမေထောင်ကြပြီးတော့ခမ ्या အမေအဲ့ထောင်ထဲမှာသေသွားရင်ခမ ्या ပိုမမေ့ဘူးခမ ्या ဘတော်မှမမေ့တော့ဘူးဩငါအမေထောင်ထဲမှာသေပြီးတော့ခမ ्या ဝန်းနဲ့ပက်တက်ဖြစ်ပြီးခမ ्या အဲ့ဒါဘတော်မှမမေ့တော့ဘူးသဘောပေါက်လားနော်ခမ ्या အမေထောင်ထဲမှာသေသွားရင်နော်အဲ့ဒါဆိုခမ ्या သဘောပေါက်တော့နော်ဟုတ်ပြီဗျာဒီလောက်ပဲเนาะအားလုံးကျွန်တော်အမျိုးသားပြည်နယ်တင်မြတ်ကြီးအတွက်ပြောတာပါဗျာเนาะဘလို့မှမဟုတ်ဘူးเนาะအားလုံးအဆင်ပြေကြပါစေเนาะအားလုံးအောင်မြင်ကြပါစေเนาะပြည်အောင်စုမြန်မာနိုင်ငံတော်ကြီးလည်းအများဆုံးငြိမ်းချမ်းပါစေဗျာကျွန်တော်လည်းသိပ်မပြောချင်တော့ဘူးအသက်လည်းကြီးပြီเนาะကျွန်တော်လည်းအဲ့တော့เนาะဒါမဲ့ရွေးကောက်ပွဲကြီးကိုလည်းသွားပြီးတော့ကိုယ်ဆန္ဒမဲ့ပေးကြပါเนาะလူတော်လူကောင်းများကိုရွေးချယ်ကြပါเนาะလူကောင်းဖြစ်တော်မှလူတော်များကိုရွေးချယ်ကြပါเนาะရွေးချယ်ပြီးတော့မှကျွန်တော်တို့နိုင်ငံကိုဆစ်ဆက်ပြီးတော့သွားကြရမယ်เนาะသွားကြရမယ်เนาะလူတော်လူကောင်းများကိုရွေးပါเนาะလူကောင်းနဲ့လူတော်ရှင်နိုင်လူတော်တွေကိုရွေးပါဟုတ်ပြီเนาะအားလုံးအောင်မြင်ကြပါဗျာကျွန်တော်ငါမင်းဆွေပါ